ကျေးဇူးတော်ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့တင့်အတွက်ဘုရားသခင်ဤရွယ်ချက်ဆိုတဲ့အကောင်းဆုံးလေးနဲ့ခွာပေးသွားမှာဖြစ်ပါတယ်ယောဟန်ခန်း15စာပိုက်16မှာသင်တို့သည်ငါကိုရွေးကောက်ကြသည်မဟုတ်ငါသည်သင်တို့ကိုရွေးကောက်သဖြင့်သင်တို့သည်တွား၍တည်ကြည်သောအသီးကိုတီးမိအကြောင်းနှင့်ငါနာမကိုအမိပြု၍ခမဲတော်မှာတောင်းသမျှတို့ကိုရမိအကြောင်းသင်တို့ငါခန့်ထား၏လို့ပြောရတွေ့ရတယ်ဆိုတော့ငါဖျားဖြစ်တာဟာတဲ့မင်းတို့ရွေးကောက်ပြီးမင်းတို့ခန့်ထားလို့ဖျားဖြစ်တာမဟုတ်ဘူးဟိုမှာရွေးကောက်ပွဲသလိုလို့သလိုပေါ့သမရဖြစ်တာပြည်သူကရွေးကောက်တော့သမရဖြစ်တာပေါ့အဲ့ယေရှုကငါအဲ့လိုမျိုးမဟုတ်ဘူးတဲ့နော်ငါကအစကတည်းဖျားဖြစ်တယ်အဲ့တော့မင်းတို့ကိုငါရွေးကောက်တာဖြစ်တယ်တဲ့နော်အဲ့တော့ရွေးကောက်တဲ့ရည်ရွယ်ချက်ကတော့ဘာဖြစ်တယ်လဲဆိုတော့နော်တည်ကြည်သောအတီးတိမိကြောင်းနံပါတ်1တစ်ချက်ပေါ့အတီးနဲ့ပတ်သက်လို့2မျိုးကျွန်တော်တို့တွေ့ရတယ်ပထမတစ်မျိုးကတော့မဿဲခန်း73စာပိုက်23မှာနော်အစ30အစ60အစတရားပွားများ၍အတီးတီးတယ်ဆိုအဲ့တော့တဲ့ဝင်ယေရှုကရွေးကောက်တဲ့ရွယ်ချက်ထဲမှာအတီးတီးဖို့အဲ့အတီးကတော့ဗာလဲလို့ပြောရင်တော့တဲ့ကိုရွေးကောက်ရတဲ့အကြောင်းမှာသူကဘုရားသခင်အမြဲတမ်းသူကဘာလို့ပေးရှိလဲဆိုတော့စုကျေးဇူးအမြဲတမ်းပေးတယ်ဝိညာဉ်စုကျေးဇူးအဲ့တော့ကိုယ်ခေါ်တော်မူတဲ့နော်ရွေးကောက်ခြင်းရဲ့ဝိညာဉ်စုကျေးဇူးအဲ့ဘိတ်သိက်ပေါ့အဲ့ဘိတ်သိက်ကိုအစ30အစ60အစတရားပွားများပြီးအတီးတီးဖို့လူပြောချင်တာဖြစ်တယ်ဥပမာတင်းဥဆရာဆိုလဲတင်းတော်အစ30 60တရားပွားများဖို့နော်ဒီလိုအေဝံဂေလိဆရာဆိုလဲနော်ယုံကြည်သူပွားများဖို့နော်ကိုအဖြစ်ငွေချအဖြစ်ပါဝင်တဲ့သူဆိုလဲအဲ့ဒီအတိုင်းပဲနော်ပွားများဖို့အဲ့ဒါအတီးတစ်မျိုးနောက်တစ်မျိုးကတော့ဂလာတိခန်း9စာပိုက်23မှာနော်ချစ်ချင်းဝမ်းမြောက်ခြင်းညီသက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်းပြီးရင်ကောင်းမြတ်ခြင်းသစ္စာဆောင်ခြင်းနုညံ့သိမ်မွေ့ခြင်းကမ္မဂုဏ်ချုပ်တည်ခြင်းဒါဝိညာဉ်အတီးပေါ့ဒီလိုအတီးတီးဖို့ဖြစ်တယ်အဲ့တော့နောက်တစ်ချက်ကတော့ဗာလဲလို့ပြောရင်တော့ယေရှုနာမ၌တောင်းသမျှသောဆုကိုရဖို့လို့ပြောပါတယ်တောင်းသမျှဆုသောဆုရဖို့ဆိုတဲ့နေရာမှာတော့အဓိကတော့ကိုယေရှုကကိုဘာတောင်းခိုင်းလဲပေါ့အဲ့ဒါလည်းသိရမှာဖြစ်တယ်သူတောင်းခိုင်းတဲ့အတိုင်းတောင်းတဲ့အတွက်တောင်းမြရမယ်ပေါ့ဒီလိုအဓိပ္ပာယ်ရှိပါတယ်နော်သူကမိသားရဖြစ်နေတာပေါ့နော်စပစ်နွယ်ပင်ယေရှုဖြစ်တယ်အခက်ကကျွန်တော်ယုံကြည်သူတွေဖြစ်ကြတယ်လို့ပြောပါတယ်အဲ့တော့အဲ့ဒီအခက်မှာက2မျိုးရှိပြန်တယ်နော်စပစ်နွယ်နဲ့ဆက်နေတဲ့အခက်နဲ့စပစ်နွယ်ကနေပြုတ်ကျနေတဲ့အခက်သူ့ချောက်တဲ့အခက်ပေါ့အခက်ဆိုကြတဲ့က2မျိုးလုံးကယုံကြည်သူဖြစ်တယ်တစ်မျိုးကတော့မိသားရမရှိဘူးအဲ့တော့သူ့သက်သက်က6တွေ့နေတယ်နော်ဘာမှအကျိုးမရှိဘူးလူတို့တွေ့လည်းအကျိုးမရှိဘူးဘုရားတွေ့လည်းအကျိုးမရှိဘူးတစ်မျိုးကတော့နော်စိတ်နဲ့ဆိုပြီးတော့မှများစွာသောအတီးတီးတယ်ဒီလိုပြောပါတယ်နော်ဒါကြောင့်သူကတော့တောင်းမြလည်းရမယ်လို့ပြောတယ်နော်ဒါယောဟန်ခန်း15လေးကိုတခြားဖတ်ပေးပါအဲ့လိုဖြစ်ဖို့အသင်ကိုဘုရားလိုရှိတယ်နောက်တစ်မျိုးကတော့တေကောခန်းတစ်စာပိုက်26ကနေကျွန်တော်ဖတ်ချင်တယ်28ပေါ့နော်ညီကိုတို့တင်းတို့ခေါ်တော်မူခြင်းအကြောင်းအရာကိုဆင်ခြင်ကြလို့ခေါ်တော်မူသောသူတို့တွင်လောကီပညာရှိအများမပါထင်ရှားသောလူကြီးအများမပါမင်းမျိုးမင်းနွယ်ဖြစ်သောသူအများမပါတော့တာမဟုတ်ဘူးနော်အများကြီးမပါဘူးတဲ့လူနည်းစုဝတ်ပါတယ်ပေါ့ဘာကြောင့်လဲတဲ့ခေါ်ရရွေချက်ကဘုရားသခင်ရဲ့ပညာရှိသောသူတို့ရှက်ကြောက်စေခြင်းကလောကီအရာ၌မိုက်မဲသောသူတို့ကိုရွေးကောက်တော်မူ၏အဲ့တော့ပညာရှိတွေရှက်ကြောက်ဖို့အသင်အဖြစ်ဆိုလိုတာကတော့သင်ကမိုက်မဲသောသူဖြစ်ပေမဲ့ယေရှုအဖြစ်ပညာရှိလာမယ်လို့ပြောချင်တာနော်ပြီးရင်တော့ဗာလဲအစွမ်းတတ္တိရှိသောသူတို့ကိုရှက်ကြောက်စေခြင်းကလောကီအရာ၌အာနည်းသောသူတို့ကိုရွေးကောက်တော်မူ၏နော်သင်ဟာအာနည်းသောသူဖြစ်ပေမဲ့အစွမ်းတတ္တိရှိသောသူဖြစ်ဖို့အသင်ကိုရွေးကောက်တယ်အဲ့ဒါကတော့အစွမ်းတတ္တိရှိသောသူတွေရှက်ကြောက်ဖို့ဖြစ်တယ်
나르고아로 미야또 들어고 셔자우스 칭아 다가로 코나 미미뮤노에 보노 들어 셔자우스 칭아 로기 안에 신의 또도 미야 또도 육 또도 유가로 뭐이အဲ့တော့မင်းမျိုးမင်းတွေတွေနဲ့ဆက်ဆံရတဲ့သူဖြစ်ခြင်းအဖြစ်ဟာလားသူတို့ကိုပြန်ပြီးတရားဟောရတဲ့သူဖြစ်ခြင်းအဖြစ်သူတို့အဆက်ရဖို့ပြောချင်တာကတင်ဆိုရင်တော့ဘာမှမဟုတ်ဘူးယေရှုအဖြစ်ခတ်သိမ်းတော်မှုတတ်နိုင်တယ်ဆိုတာကိုတက်တည်ထင်ရှားဖို့အတင်ရွေးကောက်တယ်လို့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့တိပိခန်းနှစ်စာပိုက်ကိုမှာတင်တို့မူကမောင်မိုက်တဲ့မအမွေတော့အလင်းတော်သူခေါ်သွန်းတော်မူသောသူဤဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်သောအမျိုးဖြစ်ကြ၏ဒီလိုပြောပါတယ်အဲ့တော့တင့်ကိုခေါ်တော်မူသောသူရဲ့ဂုဏ်ကျေးဇူးထင်ရှားဖို့တင့်ကိုရွေးကောက်တာဖြစ်ပါတယ်အဲ့လိုရွေးကောက်တဲ့အခါမှာဒီမှာလဲဗာပေးလဲဆိုတော့အစွမ်းတတိတရားဗာပေးလဲဆိုတော့မင်းစည်းစိမ်ရှိသောယစ်ဘရဟိမျိုးတန်ရှင်သောလူမျိုးပိုင်ထိုက်သောအပေါင်းအသင်းဖြစ်ကြ၏တခါတည်းတာဝန်ခေါ်ပြီးတော့မှရွေးကောက်တယ်တာဝန်ပေးတဲ့အခါမှာသူကစုကျေးဇူးနဲ့သူကအစွမ်းတတိကိုထည့်ပေးလိုက်ပြီးသားဖြစ်တယ်ဒီလိုပြောချင်တာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတင်ဟာမင်းစည်းရှင်ရှိသောယေဘရဟိမျိုးဆိုရကတော့တင်ဘာမှမလုပ်ဘဲနဲ့ကျွဲဝဆိုစားရတော့သူလို့ပြောချင်တာပါပိုင်တန်ရှင်းသောလူမျိုးယေဘရဟိကတန်ရှင်းမှယေပူဆိုလို့ရတာနော်ယေရှုအဖြစ်တဲ့တန်ရှင်းတော်သူဖြစ်တယ်ပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်တယ်နောက်ဆုံးချက်ကတော့နှစ်ပေခန့်တစ်စာပိုက်30နဲ့17မှာထို့ကြောင့်ညီကိုတို့တင်တို့ခံရသောခေါ်တော်မူခြင်းနဲ့ရွေးချယ်တော်မူခြင်းကိုတည်မြဲစေခြင်းကတာ၍ကြိုးစားအားထုတ်ကြတော့သူပြုလင်းရွေ့ရော့ခြင်းနဲ့အစဉ်ကင်းလွတ်ကြဒီဖြစ်၍ငါတို့ကိုကယ်တင်တော်မူသောအရှင်ယေရှုခရစ်တော်၏ထာဝရနိုင်ငံတော်ထဲသို့ဝင်စားခြင်းအခွင့်ကိုတင်တို့အားကြွယ်ဝစွာပေးသနာတော်မူလတံဆိုရကတော့တင့်ကိုရွေးချယ်တော်မူသောခေါ်တော်မူသောဟာလားစုကျေးဇူးအဲ့စုကျေးဇူးကိုဘယ်နေရာမှာဘာတော့ခေါ်ထားတယ်လဲဘာတော့ရွေးချယ်ထားတယ်လဲဘာစုကျေးဇူးငါမှရှိတယ်လဲအဲ့ဒါကိုခိုင်းထားတဲ့လုပ်ငန်းတာဝန်ကိုတဲ့စူးစမ်းအားထုတ်ပြီးလို့ပါတဲ့အဲ့တော့လုပ်ရင်သူအခွင့်အရေးပါရှိတယ်လဲဆိုတော့ဟာလားယေရှုခရစ်တော်နိုင်ငံတော်ထဲသို့ဝင်စားခြင်းအခွင့်ကိုတင်တော့အကျွယ်ဝစွာပေးအဲ့တော့ကောင်းကင်နိုင်ငံရောက်ယုံလေးရောက်မှာမဟုတ်ဘူးတဲ့ကျွယ်ဝစွာပေးမယ်ဆိုတာကတော့စုတရဖို့ပါချီးမြှောက်ခြင်းခံရမယ်လို့ပြောချင်တာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့တင့်ကိုဘာအတွက်ခေါ်ထားလဲဘာအတွက်ရွေးချယ်ပြီးတော့ဘာစုကျေးဇူးတင်မှရှိတယ်လဲဆိုတာကိုဒီနေ့ဒီနှုတ်ကပတ်တော်အဖြစ်ဆင်ခြင်ပါမသိရင်ဆုတောင်းပါအဲ့ဒါဆိုရင်တော့တင့်အတွက်ဘုရားသခင်ရဲ့အရွယ်ချက်ဟာတင့်ပေါ်မှာပြည့်စုံခြင်းအဖြစ်တင်လဲကောင်းချီးဖြစ်မယ်ဘုရားလည်းဘုန်းထင်ရှားမယ်လူပေါင်းများစွာအတွက်လည်းကြီးစွာသောအကျိုးဖြစ်လိမ့်မယ်လို့ခွာပေးနဲ့နေကုန်ချုပ်ပါရယ်ဘုရားသခင်နေ့တင်တို့အားလုံးကောင်းချီးပေးပါစေတော့အာမင်